စိတ်ပညာပြောတယ်ကလေးတယောက်ကောင်းမှုအကြောင်းပဲတစ်ချက်လို့တော့၃ချက်ဘာတွေတော့မျိုးဗီဇသင်ကြားသင်မှုနဲ့ပတ်ဝန်းကျင်ဟာတတိယဆရာတဲ့အဲ့တော့ပထမဆရာမိဘပေါ့ဘုံပြောပါပဲမျိုးဗီဇကောင်းမှုလို့တယ်အမေတို့ကိုပြောလိုက်မယ်နော်မွေးစားနေ10နှစ်အတွင်းမှာအမေအရေးကြီးဆုံးပဲလူတယောက်မှာဖို့တတ်မတ်တက်ဆိုတာရှိတယ်မတ်တက်ဆိုတာအကျဉ်းနာတရားကိုချင်းစာတရားစာနာညာတာထောက်ထားငတ်ညာရတဲ့တရားတွေကမတ်တက်ပဲဖို့တက်ဆိုတာရဲရင်မှုတတိရှိမှုထက်မြက်မှုဟာဖို့တက်ပဲအဲ့ဖို့တက်မတ်တက်အမတ်တက်ရဲ့အဖို့တက်ရဲ့ဒီနှစ်ခုလုံးပြည့်စုံမှလူတယောက်ကဖွံ့ဖြိုးတိုးတက်တယ်အဲ့တော့ဒီအမေတက်ကငယ်ငယ်လေးနဲ့ကအမေတွေကသားသမီးတွေကိုစောင့်ရှောက်ခဲ့ရကြီးကျယ်မြင့်မြတ်တဲ့ခေါင်းဆောင်မှုဆိုတာ responsibility ပဲတာဝန်မှုအရေးကြီးဆုံးပဲလေအဲ့ဒီဟာကိုအမေကစပြီးညင်ဖြတ်ရင်အဲ့ကလေးနိုင်ငံခေါင်းဆောင်ဖြစ်ရင်ပို့ဆိုးမှာပေါ့အမေတွေအရေးကြီးတယ်နော်မွေးစားနေ10နှစ်မှာအမေအရေးကြီးဆုံးတဲ့10နှစ်ကနေအနှစ်20မှာအဖေအရေးကြီးဆုံးပဲအဖေတွေကဘယ်လိုမျိုး behavior ရှိလဲဟာဖေတွေကနိုင်အောက်ထွက်တယ်ကလပ်တွေဘာတွေ KTV တွေကမပြန်ဘူးအဲ့ဒီသားတွေအဲ့ဒီသမီးတွေကညင်ဖြစ်သွားတယ်အဖေကပွေးတယ်ရှုပ်တယ်ဗလီဝတ္တမရေမရမသိမချာတွေလှုပ်တတ်တဲ့အလေးကျင့်ရှိတယ်အဲ့ဒီသားတွေသမီးတွေသူ့အဖေကို role model ထားတာအဖေဆိုတာအပြင်ကိုဖြန့်တာအောက်လွတ်ကိုပြောတာအမေဆိုတာအတွင်းပိုင်းကိုစုတယ်စီကန်းကိုပြောတာအဲ့ဒီမာတက်နဲ့ဖိုးတက်ကိုသေချာတိဆောက်အနည်း20နဲ့30ကျတော့ဆရာအရေးကြီးဆုံးဖြစ်သွားပြီဘယ်လိုဆရာတွေနဲ့သူတို့တွေ့ထိခင်ရလောကထဲမှာဘယ်လိုဆရာတွေနဲ့တွေ့ရဟုတ်ပလား environment အရေးကြီးသွားဒါကြောင့်ဘုံပြောချင်တယ်အတန်းကျောင်းတွေကိုပုံအပ်လိုက်လို့မရပါဘူးဘယ်နိုင်ငံကလားတင်အင်္ဂလိပ်စာတော့တတ်မယ်ဗျာဘုံတို့နိုင်ငံရဲ့ပညာရေးကဇော်ကန့်လန့်ပညာရေးဖြစ်သွားတယ်အင်္ဂလိပ်စာတက်ပြီးတော့ဘာယဉ်ကျေးမှုဘာဘာသာတရားဘယ်လိုအသည့်ဘယ်လိုကျေးဇူးတရားမှမကောင်းတဲ့ပညာရေးဖြစ်သွားတယ်ဒါကြောင့်ခုနဘုံပြောပြီနော်မိဘကိုစော်ကားရတဲ့ပညာရေးကအလကားပညာရေးဆရာကိုစော်ကားရတဲ့ပညာရေးကအလကားပညာရေးနိုင်ငံကိုတန်ဖိုးမထားတဲ့ပညာရေးကအလကားပညာရေးမသင်မဲနဲ့ဒီကောင်ကိုဒီတိုင်းထားတာမှတိုင်းကြီးကသုံးမရဘူးဒါပေမဲ့အများကြီးတော့ဖြည့်ဆည်းမှာမဟုတ်ဘူးအရှင်ဥက္ကလိမာလာအင်္ဂုလိမာလာကိုဇလန်ထဲမှာအောင်ကြီးရွှေပါတယ်မှာလူမိုက်ကြီးလို့ရေးတယ်မာရန်ရက်ခံကစံစောရန်စိန်သမနိစ္စသစ္စကံလူမိုက်ကြီးတဲ့တခိုးကြီးတဲ့စားဒီလိုပြောတယ်အင်္ဂုလိမာလာဘွဲရဗျာဒီလူတွေထက်ပညာရေးမနေဘူးတက္ကသိုလ်ကြီးမှာတော်လုံးလို့မနာလိုခံတဲ့ကျောင်းသားမင်းပညာတွေတက်ပြီးပြီတဲ့ကျောင်းမှာအတော်ဆုံးကျောင်းသားဆရာအသိမှတ်ပြုဖို့ certificate ပေးဖို့ဆိုရင်တော့လက်ညှိုး1000ဖြတ်ခဲ့ဘွဲလက်မှတ်လိုချင်လို့လူတက်တဲ့လူကြီးဗျပညာတက်လူတက်သမားကြီး